ကြာသူလေးကျင်တာအခုတောက်ကြီးတက်တီမီပုံပြန်ပွဲသွားနေလမ်းပေါ့နော်ဒါမျိုးကြားရကောလုံးရကိုကျုပ်လမ်းမကြီးတစ်ချောက်မှာဒီမျိုးဆက်ဆောင်နေရှိတယ်သူတွေကလည်းအများကြီးနေကြပကောင်းတိုင်းပွဲတော်ဖြစ်တဲ့အတွက်တောင်ကြီးမှာဒီရုပ်ဘက်ကပေါ်တယ်အလုံးသားမရမှာပြတ်မှာလည်းဖြစ်ပြီးတော့ကိုယ်ကြီးပြည့်ရင်နောက်တစ်ပြည့်ကိုလက်ရုံမှဒါကိုယ်ကားပေါ်မှာအပေါ်မှာပြည့်လို့တိတ်တော့ပါပေါ့နော်ဝင်ရပါချုပ်ကားကြတော့အပေါ်မှာပြည့်ပဲလူငယ်ကြတော့လည်းအပေါ်ကြီးတက်ကြတယ်ပေါ့နော်ပြန်ဒီတောက်ကြီးမှာလည်းကိုတကယ်လို့ဒီနေ့ကိုကမလာပြသူဒီနေ့လာမယ်အဲ့ဒီဆိုလို့ရှိရင်ဒီရမယ်တင်းရမယ်ဒီရဒီလာပါသူ့လက်ထက်ကပြည့်နေတော့တက်ပြီးပြီလားအများကြီးပါလေအခုပြေပြေမြောက်အကျဉ်းလေးအမျိုးမြက်ကွယ်စစနေတာဒီဘက်မှာဆိုလို့ရှိရင်အိမ်များလည်းအများကြီးပေါ့နော်အိမ်များအများကြီးဒီဘက်မှာအိမ်ကြီးအများကြီးအိမ်ကြီးများတယ်ဒီဘက်မှာမနေသူကတော့ပို့ပြီးတော့အပြင်ကြီးအပေါ်နေကြည့်ပေါ့ဒီဘုတ်ပြန်လည်းတစ်ခါလေးချတတ်တယ်ဒီချောင်းကတော့မတူဘူးဒီချောင်းကအဲ့လိုသွားလာနေဆိုတော့ဒီလိုပိတ်လို့မတူလမ်းတော့ပိတ်တယ်ဒါပေမဲ့အဆင်ပြေတယ်အဲ့လမ်းပိတ်နေတာကအဆင်ပြေနေအများကြီးတော့မသိအချိန်မရတဲ့သူတက်ဆိုရင်ဒီလိုလမ်းပိတ်နေရတဲ့ကတော့အဆင်မပြေဘူးပေါ့နော်အချိန်ရဒါကိုလဲဖို့ပတ်ဖို့လာတဲ့သူတော့အဆင်ပြေတယ်ဒီတင်ပြရပါညအခုကတောင်ကြီးဒီဘုတ်ပြက်ကွယ်လမ်းလျှောက်ပြီးသွားတာကားတွေကတော့ဝင်လို့မရအောင်ဒါပေမဲ့သူကလမ်းလျှောက်ပြီးဝင်ရတယ်လမ်းကတော့တော်တော်လျှောက်သွားလမ်းလျှောက်ကများတယ်ပြီးလို့ရှိရင်ဟိုမှာရုပ်တင်တက်တာအများကြီးလူလည်းများတော့လေအဲ့လိုရုပ်မဟုတ်ပါဘူးလူလည်းများတော့ပူတယ်နည်းနည်းပူတယ်သိတယ်ဟိုမှာစပ်တိုင်းဆိုတော့ပဲအဲ့ပုံချက်ဘယ်လိုလဲလူတွေကအများကြီးပဲနည်းနည်းမဟုတ်ဘူးဒီဘက်ပြန်ဒီဘက်ပြန်ပြီးတယ်သိကနာဘောလမ်းသိကနာမျိုးပြန်ပွဲလေးကြည့်ချင်လို့ဒီခုတကောက်အားဒီနေ့ပွဲဆိုတော့လာပြန်မယ်ပွဲလေးဒီနေ့ပွဲကိုအားလုံးကြည့်လိုက်ရအောင်နော်ပြေးလို့ရအောင်ပြေး ready နေမှာတိုင်းနဲ့ပြေးပဲတင်ထောင်းလို့ရအောင်ဟုတ်ကဲ့ပြန်မရမှာပြန်မောတယ်တတ်လာတယ်ရတတ်လာမှာဒါသူကြီးကတက်တော့တော့ကျိုးရတယ်လက်တင်တဲ့တိုင်အဲ့လိုတန်ဝဲအားရတင်တယ်တိုက်တဲ့လူတွေလည်းညားတယ်ဆိုတော့ဒီမှာတော့အဲ့တော့ကိုယ်ဆိုင်ကြီးတွေပဲလိုက်ရပုံပြီးတော့တင်ပြီးတော့
ဒီဘုံပြန်တော့လောတဲ့ရရှိနေတာမှာတော့သုံးလုံးကိုနည်းနည်းပြရတယ်။ငါရောတနာအဲ့လိုမျိုးပါတော့သူချမ်းโอ้มาตัวหล่าไปฮ่าဒီမှာဆိုလို့ရှိရင်ဘားတွေလည်းရှိရပေါ့နော်။တောင်းတိုင်းဆိုမှန်းဒီမှာဘားလန်းလို့ဖြစ်နေတော့ဘားများတယ်။လမ်းလျှောက်လို့ရှိရင်ဒီကားပြန်ခွာဒီကျန်းတိုးရတယ်။ပုံငယ်တိုက်တဲ့အဲ့လူတွေဒီကားနိုင်တယ်။ ဟာသိပါရင်ရမ်းမတိုးရ ဒါ တာ ဟိုဒီတုံများပေါ့နော်။တောင်ကြီးတောင်ကြီးတို့ကောင်းကားတွေပဲမဟုတ်ပဲနဲ့ဒီညို့နယ်ဆုံးအဲ့လိုမျိုးလာကြတယ်လာလေကြရင်ဧည့်သည်တွေကလည်းအများကြီးပေါ့။တုံတော့တုံ ပါ ပြပြလေးလည်းကြည့်ရအောင်။